အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Hollywood ရဲ့နာမည်ကြီးဆုံးတွဲဟောင်းဖြစ်တဲ့ Brad Pitt နဲ့ Angelina Jolie တို့ရဲ့မိသားစုအရေးကတော့အခုတစ်ခါမှလည်းတကယ်ကို drama အသစ်တစ်ခုနဲ့ပြန်လည်ရေးပန်းစားလာတာဖြစ်တဲ့အတွက်ဒီအကြောင်းလေးကိုတူတူကြည့်လိုက်ကြအောင်ပါရှင်အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရသူတို့ရဲ့သားအကြီးဆုံးဖြစ်တဲ့ Matt Doss ဟာဖခင်ဖြစ်သူ Pitt ဆိုတဲ့မျိုးရိုးနာမည်ကိုတရားဝင်ဖယ်ရှားပစ်ဖို့တရားရုံးမှာစာရွက်စာတမ်းတွေတင်ပြီးတော့ရှောက်ထားလိုက်ပြီးတော့သိရပါတယ်။တရားရုံးကတော့နောက်ဆုံးအတိမပြုရသေးပေမဲ့ Matt Doss ဟာအလုပ်ခွင်ပိုင်းမှာ Matt Doss Jolie ဆိုတဲ့နာမည်ကိုပဲစတင်အသုံးပြုနေပြီဖြစ်ပါတယ်။ဒါနဲ့မကသေးပဲတခြားကလေးတွေဖြစ်တဲ့ Shiloh ကလည်းဒီကလေးက Pitt နာမည်ကိုဖြုတ်ဖို့တရားဝင်လျှောက်ထားမှုခဲ့တယ်လို့ Zahara နဲ့ Vivian တို့ကလည်းလူသိရှင်ကြားနေရာတွေမှာဖခင်ရဲ့နာမည်ကိုခြံလက်ပြီးတော့ Jolie ဆိုတဲ့နာမည်ကိုပဲသုံးစွဲနေကြတာမို့ Brad Pitt နဲ့သားသမီးတွေကြားမှာဆက်ဆံရေးဟာတကယ်ကိုပဲအေးဆက်နေပြီဆိုတာပေါ်လွင်နေပါတယ်အခုလိုမျိုးသားသမီးတွေကသူ့ရဲ့မျိုးရိုးနာမည်ကိုမသုံးချင်ကြတော့တဲ့အပေါ်ဖခင်ဖြစ်သူ Brad Pitt ကတော့တကယ်ကိုစိတ်ထိခိုက်ဝမ်းနည်းနေရတယ်ဆိုပြီးတော့အနီးကပ်သတင်းရင်းမြစ်တွေကဆိုထားကြပါတယ်။ဒါပေမဲ့လည်းလက်တလောမှာတော့ Brad Pitt ကိုပြင်သစ်နိုင်ငံပါရီမြို့မှာသူ့ရဲ့ချစ်သူအသစ်ဖြစ်တဲ့ Ines Diramo နဲ့အတူ romantic ဆန်ဆန် date လုပ်နေအောင်လည်းတွေ့ရှိခဲ့ကြပါတယ်။ဒီလိုမျိုးမိသားစုတွင်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ Matt Doss, Brad Pitt ဒါမှမဟုတ် Angelina Jolie တို့ကိုယ်တိုင်သုံးတရားဝင်ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။အခုထွက်ပေါ်နေတဲ့သတင်းချက်လက်တွေကတော့မီဒီယာတွေနဲ့နှိစက်သူတွေရဲ့ပြောကြားချက်တွေပဲဖြစ်နေပါသေးတယ်။ကဲကြည့်ရှုနေကြတဲ့သူတွေရောသားသမီးတွေအားလုံးဟာဖခင်ဖြစ်သူ Brad Pitt ရဲ့နာမည်ကိုတယောက်ပြီးတယောက်ဆွန့်လွတ်လာကြတဲ့အခြေအနေပေါ်ဘလို့ထင်မြင်ချက်တွေရှိလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Let's Watch Together Channel ကို like and follow လေးလုပ်သွားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်Let's watch together